အားလုံးပဲနေကောင်းဆင်ပြေရဲ့လားတချို့ရက်တွေမှာစိတ်တွေရှုပ်ထွေးနေတတ်တယ်အတွေးတွေလည်းများနေတတ်ပါတယ်တခါတလေမှာကိုတော့မကြားနိုင်လောက်အောင်ဘဝရဲ့အတန်တွေကပို့ပြီးတော့ဆူညံနေတတ်ပါတယ်ဖြစ်စဉ်တော့ကတော့အဲ့ဒီလိုအချိန်မျိုးတွေဆိုလို့ရှိရင်ယောဂဖျားဖို့ရောက်သွားတာနဲ့ကိုယ့်ရဲ့အသက်ရှူတန်းလေးကိုပြန်ပြီးတော့ကြားလာရတယ်ယောဂဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်က body mind and breath ကိုဟန်ချက်ညီစွာချိတ်ဆက်နိုင်မှုလေ့ကျင့်ရတာဖြစ်ပြီးစိတ်ကိုလက်ရှိအချိန်မှာပဲအာရုံစိုက်ထားပြီးကိုယ့်ရဲ့အတွင်းစိတ်အမှန်ကိုသိမြင်လာအောင်ကြိုးစားရတာပါစဉ်လှုပ်တဲ့အခါမှာအရှိန်အဟုန်နဲ့မြင်ပြီးရတာကိုကြိုက်နေခဲ့တဲ့သူတယောက်ပါတခါတလေမှာမြန်နိုင်လည်းမကောင်းသလိုတချို့နေရာတွေမှာစိတ်ရှည်တတ်ဖို့အများကြီးလိုအပ်ပါတယ်ယောဂလေ့ကျင့်ရင်နဲ့ post တစ်ခုချင်းစီကိုအလင်းမလိုပဲအသက်ရှူခြင်းနဲ့အတူတဖြည်းဖြည်းလေ့ကျင့်ရင်နဲ့စိတ်ရှည်တတ်ခြင်းကိုပါပိုသင်ယူခွင့်ရခဲ့ပါတယ်မရသေးတဲ့ post တစ်ခုကိုအချိန်ချင်းပြန်လုပ်ရင်ကိုစိတ်မပြတ်ဖို့တဖြည်းဖြည်းတိုးတက်လာမှုကိုလက်ခံတတ်ဖို့ကိုလည်းသင်ပေးတယ်လေအသက်ရှူလေ့ကျင့်ခန်းနဲ့တရားထိုင်ခြင်းကိုပါတွဲပြီးလုပ်ရတာမို့စိတ်ဖိစီးမှုတွေကိုလည်းညှော့နေစေတယ်စိတ်ပိုပြီးတော့တည်ငြိမ်လာတယ်အာရုံစူးစိုက်မှုလည်းပိုကောင်းလာတယ်ဒါပြင်ယောဂဆော့ခြင်းကအကျိုးကျေးဇူးတွေအများကြီးရှိပါသေးတယ်ခန္ဓာကိုယ်ဟန်ချက်ညီမှုပိုကောင်းစေတယ်ကြွက်သားတွေအားကောင်းစေပြီးကြံ့ခိုင်မှုတိုးစေတယ်အကျိုးအစစ်တွေကိုပုံမှုပြော့ပြောင်းလာစေတယ်တိတ်လက်ပတ်မှုကောင်းလာပြီးညဘက်တွေမှာနှိမ့်ချိုက်စွာအိပ်ပျော်ဖို့ကိုလည်းထောက်ကူပေးပါသေးတယ်ယောဂလေ့ကျင့်ရင်လည်းတစ်နေ့ထက်တစ်နေ့ကိုပို့ပြီးတော့နားလည်လာတဲ့အတွက်ကျေးဇူးတင်ပါတယ်အပြင်ဘက်မှာဘလောက်ပဲရှုပ်ရှက်ခတ်နေပါစေဘလောက်ပဲအတန်တွေဆူညံနေပါစေတခါတလေမှာကိုယ်တိုင်တော့မသိလိုက်ပဲပြေးလိုက်နေခဲ့မိတယ်ဆိုရင်တော့ကိုယ်အတွင်းကငြိမ်းချမ်းမှုစီအမြဲပြန်လာတတ်လို့ကျေးဇူးတင်ပါတယ်ဒါကြောင့်မို့ယောဂဟာကိုယ်ခန္ဓာစိတ်နဲ့အသက်ရှူခြင်း၃ခုလုံးကိုချိတ်ဆက်ပေးပြီးကိုယ့်ရဲ့ inner peace healing နဲ့ positive energy ကိုရရှိစေတဲ့အရန်ကိုရိုးရှင်းလှပတဲ့ journey တစ်ခုလို့တင်စားလိုက်ချင်ပါတယ်အားလုံးပဲအေးချမ်းပျော်ရွှင်ပါစေ